တော့ပေါက်ကြီးကိုရေးရတာပဲကျွန်တော်သိဖတ်တတ်တာလို့အဲ့ဒါကိုစပါငါအလားမပါဘူးငါအလားမပါဘုံမလာမပြခါ ဘုလေကိုစောင်းလေအေးကိုစောင်းစပါပြကိုတပတ်ပြသူကဘုံမလာမပြခါမတို့ညာကိုစောင်းပြီးဟုတ်ကဲ့စောင်းပြီးလားဟာလေမမတို့ကိုပေါစီလဲကိုစောင်းပြီးရမှာအလကားကိုခွေးကြိုက်ခံကိုစောင်းပြီးနင်းမနာရကောက်ပြီးတယ်ဟုတ်တယ်ဒီလက်ကူနဲ့တို့ကိုပေါစီညာဗျရှင်းမျက်နာဟာကျမဟာဟုတ်ကဲ့ဒီရိုက်တော့ဟာလေဘလို့ကြီးလို့ဆိုင်ဒီမှာသမတတ်ဘူးဩတခါတည်းဆက်တာပါလို့ပြောတယ်နဲ့သူရေးတာကရှင်းမျက်နာဟာကျမဟာတနေ့မှမေ့မရပါဘူးအဲ့လိုတခါတည်းပတ်လေအခုလည်းရှင်းမျက်နာဟာကျမဟာဆိုတော့အလကားနဲ့ငါနဲ့နာမပြတ်တဲ့ဖြစ်နေနေရလောလောမငါနှစ်တန်းကို6ခါကြပါကဲပါဖတ်ပါကျင်းတဲ့နာဟာကျမဟာတနေ့မှမေ့မရပါဘူးတနေ့မှမေးမရဘူးတဲ့ကျွန်တော်မေ့မရပါဘူးဗျာကျမရှင်းတန်ကြလို့လာတာတဲ့ဆွဲဆောင်မှုရှိရတော့ခဏလေးချောင်းကလေးလေးချက်ပလာခဏလေးကိုကလေးလေးမချနိုင်ခဏလေးနော်ခဏလေးပေါ့ဒီချင်းဆုံးပါတော့ဟုတ်ကဲ့ခဏလေးပါတို့ပြီးမှချငါးကောင်းလေးနော်မင်းတို့ကလည်းမင်းသမီးတို့ခါနာနာမနဲ့ကောင်းကြီးတို့ဆိုင်ကလည်းရောမနဲ့ကောင်းတယ်မောကျမရှင်းတန်ကြလို့လာတာတဲ့ဟုတ်ကဲ့ပါကျမညနေကခမင်းခေါ်ကြည့်တော့ရှင်ဘာလို့မကားရတော့ဟောကိုတယောက်နဲ့တူတယ်ကျမချစ်လို့ခင်လို့ကြည့်ရပါရှင်တဲ့စားပါတဲ့ကျွန်တော်အားရတယ်ပဲကျမအတင်းကြီးမှပဲရှင်ကစားတယ်ဒါတော့မှသူ့တနာလို့ပြောစားမှစားတော့လေစပုတ်ကြီးဟုတ်ကဲ့အချင်းနဲ့တို့ကဟုတ်လားကားရဟုတ်တယ်ကွာဟုတ်လို့လေစားမှစားတော့လေအစားပုတ်ကြီးဟာစားလို့မင်းလည်းစပုတ်ကြီးပါလားအစားပုတ်ကြီးမတော့ပါရဲ့ဗျာအစားပုတ်ကြီးပြင်ပါဦးကဲကျွန်တော်ရှင်းဖို့ထားပြီးထောင်းရပါတယ်နော်ရှင်းခဲ့ရတယ်ရှင်းတော့တယ်ဆိုတော့ကျွန်တော်တချင်းအောင်လေးကအဆုတ်ကလေးဖြစ်တဲ့ကိုမနေပါနဲ့ဟဲ့ဆုံးတယ်အောင်လေးကကောင်းလေးဖြစ်တဲ့တချင်းလေးကိုဆိုပြရတယ်ဆိုမစင်းက40ကျော်ချင်းတယ်ဘာလို့လဲအသက်ကြီးမှရှင်းရတဲ့ချင်းပေါ့ဗျာဒါလေးကိုအားလုံးပဲသင်ပြီးပါဟိုကျွန်တော်ဆိုတဲ့အချိန်မှာကျွန်တော်ရဲ့တချင်းလေးကိုနားနဲ့မနာစင်ပဲနေရွက်ညံနာပြင်ပါလေနေရတာနာပဲကဲဒီကနေ့လူမဲကိုပေါ့ကြီးရှင်းကြရမှာပြပါပြီခံစားနာစဉ်အပြည့်ကြပါသူပြပါလို့တရားကျင်လို့ပိတ်တာနေမမကြိုက်တယ်မတော့အောက်ကဟာရခဲနဲ့ထမပေါ့ကောင်းခဲနဲ့ထမပေါ့သူအားပေးမယ်လေမဆုံးရင်တော့လေမလီဒီပါစီဒီတော့တိတော်လီဒီလုံးလေးရအဲ့ဒီကလေးပဲတိတော်လီမဆုံးရင်တော့လေတိတော်လီလာလီရကိုတိတော်လီဒီလုံးလေးရအဲ့ဒီကလေးပဲတိတော်လီမကျင်းလို့အပေါင်းကောင်းဆိုတာဘုလို့ရအာပြီးတော့အာပြီးတော့ဘာတိတော်လို့ကျွတ်လို့အာပြီးတော့โอเคပါတော့အလုံးမတောင်းပါလေနောက်ဆက်ရှိရတော့မလီပြောတာကိုအဆူတော်လေးတယ်မဆုံးရင်တော့လေကေရောအမနီကိုတော့ချင်းကဒီနေ့မဆုံးရင်တော့ရှစ်ကြောက်ပါပြောဒီလိုနောက်ဆက်တာရှစ်ကြောက်ပါပြောအားပေးနေတာကြိုက်တမလားတဲ့တချင်းလို့ရတယ်ကိုလိုကိုကြည့်နေအမနီတီသူတော်ကိုစစ်ကြလီဒီတော့ကြိုက်ရလို့ဖြစ်တာပဲခဏလည်းကျွန်တော်တို့တော့ချက်ပေါ်နေမှာဖြစ်နေတော့လမ်းနဲ့တိုက်တယ်တလားဘုရားဘုရားကတော့ချက်ပေါ်တော့လမ်းနဲ့တိုက်တယ်အမလီညလုံးကြီးအဲ့ဒီကလေးပဲမျက်လုံးလေးကအဲ့ဒီကလေးပဲဆိုပါတော့မလီ
မတွေ့ရင်လို့လေဒီတဘောဒီလိုမဟုတ်ပါလေဒီလေဆိုလက်ဆုံးရရဲ့အဲ့ဒါပဲလူတိုင်းမှာခံစားချက်ရှိတယ်အဲ့ဒီခံစားချက်ကိုသွားတိုးသွားတဲ့အချိန်မှာအချင်းနဲ့တွေ့ရင်ဘယ်သူမှတုံ့ပြန်လို့ကြားတယ်လူတွေဒါကြက်ကခံပါကဲပါမငိုပါနဲ့ကျင်းနေတဲ့စိတ်နဲ့အချစ်တွေကိုရှော့ချအတန်တော်လို့ကဲပါမဖြစ်လို့ငိုနေတာတော့နားနေတယ်ကွာနားနေရမိုးတရားလားနားနေရမိုးတရားလားမသိခံရတော့ရှင်ရကိုပြောလို့ရပါဘူးကျော်တော့မှလည်းကျွန်တော်ချင်းလေးတဘောတော့ကျွန်တော်တကယ်စီအဲ့ဒါမှလည်းပြောရင်ဒီနေ့ကသိရတာဝိုင်းချစ်ကိုမင်းတို့အေးသိနေကြဝိုင်းချစ်ကိုပြတာတော့မလို့ကြောက်မလို့ပဲဘာလို့တော့ညစ်လာတာတိတ်တူနေတယ်လို့ခက်တယ်ညစ်လာတာညစ်လာတာဘာလို့တော့ဒါပြီးနေမှာဒီမှာခါနေသိချမ်းသာနေရင်လည်းဝိုင်းချစ်ကိုဒုက္ခပေးရသူ့လုံးလားငါမိမဟုတ်တာဒီတော့ရပဲပြီးရတယ်ငါမိမကိုလည်းပဲပြီးရမလို့ကွာမိမဘာလို့လဲကဲမိမလားငါမိမကဲမိမလည်းလည်းဒါအဲ့ဒီတင်လာပြောတာမသိမနဲ့မိမဩမိမရပြီနေတော့သူဘာမလို့ဘယ်ရည်သွားတယ်ကုသိုလ်တွေယူတယ်ဘာဖြစ်လို့လဲမိမလည်းတတ်တတ်မှအဲ့လိုမပြောလို့မရဘူးရှာတာပုံလုံးလုံးအဲ့မိမငါတောင်းဖို့နိုင်တယ်မင်းတို့စဉ်းစားကြည့်ပါငါမိမငါ့ကိုတတ်ထားလို့တဲ့ဟုတ်တယ်ဟာအေးငါတော့မိမကိုမျိုးဓာတ်နဲ့ကိုထိုးလို့မသိတာအဲ့လိုဟောကြီးသားတဲ့ကိစ္စမိမချုပ်ချယ်တယ်ဟောဟုတ်တယ်မိမယူလို့မဟုတ်ကြီးသားထားတာသာပတိပေါ့ဟောနေနေကြီးသားထားတာသာပတိမလားမိမဝင်လက်တာမှတ်တာဘာမှလည်းတော့ဟာတက္ကရီနာပါရင်လားမပါလို့ရမိမမောက်ရနေတာအဲ့ဒါကတုံးတဲ့တက်ကိုထိုးပြတယ်မတားကိုထိုးပြတယ်ကိုယ်တွေမောက်တာမမစားတာမရှိဘူးအဲ့ဒါပြောနေကွာတက္ကပါရင်တမျိုးမပါရင်တမျိုးဘလို့ကွာတက္ကရီနာပါလို့တော့ကိုနေရန်ကရောကိုင်းကျနှစ်သိန်းပေးလိုက်တက္ကရီယူပြန်တော့တက္ကပါရင်ပါလို့တယ်မှဘာလို့လဲမိမပြတော်သားကြီးကိုလေးနဲ့တူတော့ခါကြီးထိုးတာအေးရအေးနေကွာအေးလည်းတတ်မတည်ဘူးခါလေတရကဖွေးနေအောင်လေးခုပြကလေးကဟန်လို့လေးပဲကျတော့အဲ့ဒီလေးကန်းကြီးဂဲနဲ့ပြန်တော့လမ်းကျိုတဲ့လေတန်းကိုငွေပိုင်ဟဲ့လို့ပဲဘလို့ကြီးလို့တော့နေပူကြီးပြန်လာရပါလားနေတိုင်းကြီးမချိုးနဲ့တော့အပူရှက်ထားနဲ့တော်ကြီးဒီစက်ကောင်တော့ပတ်စံပါလို့ဟလားခလေးပတ်စံမပါတဲ့ဘက်ကတော့မိမရေချိုးနေတာမျက်နှာကိုမတည့်ဘူးတပင်သုံးဆောင်ကြီးနဲ့ထိုင်းဆောင်ကြီးကဝေးရနေကြီးတရေတဲ့ကိုကတော့ကိုယ့်ကိုကျန်တာပါပြီတော့ပတ်စံကိုနေရန်ကရောက်ဝိုင်းချေတောင်းပဲပဲအိတ်တဲ့အိတ်ကလေးကမ်းပြီးဂဲနဲ့ပြန်သွားတော့လမ်းကိုလည်းလေတန်းငွေမပိုင်ဟဲ့လို့ပဲဘလို့ကြီးလို့တော့ဘယ်ကြီးကြရရလားအပူချက်ထားတဲ့မယ်တော်ရေးလိုက်တာတော်ပြီလားရင်မကျူတော့ကြောင့်မဟုတ်ဆုံးမှဖြစ်မှာရိုင်းတော့ကြီးဦးတီလာကြပါဒီလို तू ကမဟုတ်ဆုံးမှဖြစ်မှာကြောက်အလောက်ဆိုတဲ့မိမမပေါင်းမှုဆိုပြီးမှတ်မှတ်ရတကောင်မုံလာရွာကထိန်ခင်းတာမိမဗရေတပင်နဲ့ပြီးလိုက်တယ်တွားဘယ်ကြောက်ကြတော့မိမလည်းပါသွားနေရဲ့တရုတ်နဲ့တန်ဆိုရင်တော့ဘုန်းကြီးပါတရားရှိတဲ့ကြောင်းသွားကြတာမိမမချောင်းဘူးဘာတော့ဟာသင်္ကန်းချော်ခိုင်းတာသင်္ကန်းတဲ့ပြောတယ်ကိုလည်းတစ်ပတ်လောက်နေတော့ကိုမိမချွတ်လို့ပဲဆိုပြီးဘုန်းကြီးသွားချောင်းလို့ရှာတယ်ရှင်ဗျာလို့တပည့်တော်မိမပြန်ဆွတ်မှာဆိုတော့ဘုန်းကြီးကလည်းပြောတယ်ဘာပြောမရတော့ဘူးတဲ့ရေတက်ချပြီဘယ်လိုချတယ်မသိဘူးတောင်းလို့မရဘူးအိမ်ပြန်လာကိုတားမပြန်ရဲဘူးဝါးနဲ့ပြန်သုံးပြန်လောက်ကနဲ့အလုံးလုံးရတယ်လားကိုယ်ကိုဝင်အတန်းဝင်ဘာလို့ဆောင်းတာတော့ကိုတန်ကြလင်းငယ်ပြေးရအောင်လို့မပြောင်းဝဲဆွတ်လို့ဝင်သာပေါ့ဝကျဲလို့လမ်းဒီသားနဲ့သူထောင်တဲ့ပြေအောင်မှာဝင်သာနေလည်းကြည့်ရသေးရဲ့အိမ်ပေါ့ဝဖဏပူရီရှိသလားအဲ့ဖဏနံပါတ်ဘယ်လောက်တော့တခါတလေညနံပါတ်ကြီးတွေဆက်စစ်ကြီးတွေသကုတ်လူတွေရောဟုတ်လားဟောနိုင်ငံသားကြီးဒါဒီစင်သားကြီးမိမကြီးတဲ့လည်းမတည့်ရမှန်မယ်ဒါနဲ့ချစ်တော့တော်တော်ချစ်တယ်ဟုတ်လားတားချစ်တာဘယ်လောက်ချစ်တယ်ရကသာနဂါသုံးကသိချစ်တာဘယ်လောက်ချစ်လဲမေးနှစ်ယောက်သမင်းသားလားဟင်းညိုတောက်တာဇိုးကွယ်လို့လွန်းနေဆိုပြီးငိုတာ9ရက်ဒီကိုလေးကွယ်တာကိုလွန်းနေပုံက9ရက်ပြည့်ချစ်ပြီးတာနောက်နေ့ကျတော့ချစ်လို့ဆိုပြီးအိပ်ရတယ်တရားနဲ့တရားဂလီထိုးတန်းကစားတာပူတက်ပြီးသေရောကျောက်ကချစ်လို့ထိုးတယ်ခေါ်တာဘယ်တော့မှပူတက်ပြီးသေအောင်ဘူးသေရောမလုံးပါနဲ့အမှန်တမ်းပြောရည်ရမလို့တော့သူမင်းမကြောင့်ပြောနေရတာ
သူမိမနဲ့တာလွင်မိုးတဲ့တကယ်တော်တာစောက်ရမ်းတော်တယ်နော် တက်တွေအကြောင်းကို ကျွန်တော်ဆိုရင်ကျွန်တော်ကိုမိမမရသေးဘူးတကယ်လို့ယူမယ်ဆိုကျွန်တော်သူမိမကိုယူမှာ တက်ကကွာရှင်းပြရ ဟာ မရိုင်းလိုက်တာ ခင်ဗျာမိမလို့မိမမျိုးကျုပ်ကယူရှင်းတာ အဲ့လိုပြောတာ ဟုတ်ကဲ့ဗျာဘာလို့မပြောတတ်လို့ကျုပ်က မျက်လုံးကြည့်လို့အဲ့လည်းမသိဖွင့်ထားမှမသိ ပြောရှာတယ်မြက်ပြူးပါများအဲ့နဲ့သူမိမဘယ်လောက်တော်လဲမင်းနဲ့သူ့ရင်နဲ့ကျုံရတိတ်ရောတယ်လောင်းအောင်ကိုကြားရတယ် ဟုတ်ပါ ခုဒီနေ့ကိုရင်ကျွန်တော်လာတယ် ခဏတည်းကလည်းမင်းနေ အမမမမင်းတို့တော့ချင်းပလာတိုင်းကချင်းပလာကျွန်တော်ချင်းပလာ ဟုတ်လား ဟုတ်ကဲ့ချင်းပလာလား တက်ကနေလည်းလားဖို့မလို့ပါ အဲ့ဒါသူမိမဖနဲ့တင်မေးတယ်ပေါ့လေဟိုဘယ်လိုကိုပြောသူမိမကကျွန်တော်သွားတာတွေ့ချင်တာတော့ကိုယ်နဲ့တွေ့ချင်တာပေါ့အိမ်လည်းရောက်အကူကမရှိဘူးဆိုတာပဲ ကျိုးငါလက်ဖုတ်ရတော့က လက်ဖိုက်အဲ့ ကကလေးမကြီးပေါ်တယ်ကွာ ဒါလက်ဖိုက်ရပြတော့တာအဲ့မှာကိုလက်ဖိုက်နဲ့ပေါ်တဲ့ဆိုတော့မနဲ့ကျွန်တော်တွေ့ရောအမရဲ့လည်းကျွန်တော်မေးတာပေါ့နော်ကိုအိုင်းချစ်ကောလို့ဒါပွဲကိစ္စကျွန်တော်လာပြောတာဆိုတော့နင်းကိုအိုင်းချစ်တော့ပြင်သွားတယ်တဲ့အကူမရှိဘူးတဲ့အကူမရှိရင်တော့အမရဲ့ကြုံပြန်အောင်မယ်လားလို့ဘာလို့လဲဆိုတော့အမနဲ့ကျွန်တော်လည်းမသိကြဘူးလို့ပြန်မယ်လို့ပြန်မယ်လောက်ကတည်းကအမလက်တော့ ပြန်ပါသေးလားအဲ့ကောင်မှအဲ့လိုပဲယောက်ျားမြင်တာကို လမ်းကြပြီးမောင်လေးတဲ့ခဏနေပါအောင်နဲ့အမပြောလို့ဗာပြောမလို့လို့မောင်လေးတဲ့နေကိုမရှိတော့လေးတဲ့ငါ့ကိုစောင့်ပေးပါလားတဲ့ အားကောင်းခိုင်းတာ အိမ်နဲ့ အိမ်ထဲပါ တွင်းညူနေတယ်ညာခမရလေ နေရဒုက္ခပဲ အဲ့ဒါနဲ့အိမ်စောင့်ပေးပါလားလို့ကျွန်တော်အိမ်စောင့်တာဟုတ်တယ်လို့အမကဘယ်သွားမလို့လို့ဆိုတော့သူ့မိမအကျော်နဲ့ရက်ွက်တယ်ရောင်းလို့ညာ ဟုတ်ပါ လုပ်ငန်းတစ်ပတ်ကိုအကျော်နဲ့လက်မလုပ်ဘူးသူက ဝဲရည်ချက်တယ်မယောင်းနဲ့မယောင်းဝေးစားခြင်းလို့ အဲ့ဒါအမလို့ဘာသွားမလုပ်လို့ဆိုတော့မနဲ့ကကြော်ကြံတဲ့အကျော်လေးတွေသွားရောင်းနေလို့ သမင်းရတဲ့စားပေရတယ်နဲ့ရောင်းတယ် ကိုကြီးကြီးသိမ့်မှတ်တာအဲ့ဒါနဲ့အဲရောင်းနေရောင်းပေါ်သူမမရညနေမို့ကျ6နာရီလောက်ကြီးကျော်ကုပြပေါ်ထိုင်းကြည့်နေသူမိမဝေကောင်စားလာဝေးတယ်ပြီးတော့လင်မန်းလေးတဲ့အကျော်လေး3ခုပြထည့်ပြီးတော့ပေါ့နဲ့ထွက်သွားတာ3နာရီလောက်ကြာတယ်9နာရီထူတော့ပြန်ရောက်လာတယ်အမေလက်ထဲပတ်တန်သိန်းခွဲပါလာတယ်ဆိုတော့သိကောင်း အကျော်3ချက်နဲ့3သိန်းခွဲ ဟုတ်ပါ ကျော်ကဈေးကြီးလိုက်တာ တစ်ချက်9000နဲ့ဒီမောက်ဝယ်လောက်ပါအရင်ဟာတွေတောင်းလာတာနေမှာ ဒီအားတွေတောင်းလာလဲခပင်းကြီးအောင်နာကွဲ ပြိတ္တလူကြီးတာတဲ့ အဲ့ဒါကဘာကြောကုန်းမှလည်းဖုတ်တယ်လေ လဲသွားတာပူလာပဲ ဒီဘက်ကကျပြီးအပွင့်ကြီးကိုသူ အဲ့လိုလှတ်ထားတာ အပွားတော့တပင်းရတဲ့ရကျန်းတော့တပင်းကြီးရှော့ကော ကောင်းမလေးကတင်လိုက်ထားလိုက် ခပင်းအောင်နာကြီးကွဲ ပြိတ္တလူကြီးတာပါသူ ပေါင်လေးလည်းပေါ့ ဟာခန်းလာတာတဲ့ဟာခန်းလာတဲ့နှခမ်းမချင်းကိုပြောရင်မညာခန်းပြတာကြီးရနော်ဟုတ် ကဲတော့ကျွန်တော်သိတယ်အကိုအာနာလို့ ကိုဝိုင်းကြီးရဲ့